ဒါကတော့ဟိုတရားနေမြင်နေရတဲ့တောင်တန်းအပေါ်ဘက်ပေါ့မြူရီဆိုင်နေရပါတော့တလန်းလုံးကျွန်တော်တို့ကားနောက်ကနေပြီးတော့ထိုင်စီးလာဆိုအရင်ပင်ပန်းပြီးတော့ရှီကူးတော့မယ်ရှီကူးကမြင်ရတဲ့ view ပေါ့နော်နောက်နေ့မနက်မှာကျွန်တော်တို့တောင်ပေါ်ချင်းချင်းတက်ဖို့တော့ပြင်ဆင်နေမှာမိုးရအသေးသေးရွာတယ်ပေါ့နော်ကျွန်တော်တော့တောင်တက်ဖို့ ready ဖြစ်နေပြီဒါပေမဲ့ရာသီဥတုကလည်းတက်ကမှလားတက်ကောက်လားအဲ့လိုမျိုးလွန်ဆွဲနေရပေါ့နော်အဲ့ဒီချိန်မှာပဲမိုးကနည်းနည်းပပလေးပဲရွာရတယ်ပေါ့နော်တိတ်သွားပြီဒါတော့ဟိုတယ်ကအဘူးလေးပါတညာလုံးလာစောက်ပြီးတော့အိတ်တာပါသူကအဲ့ဒါလာလို့ရှိရင်အဲ့ဒါခန်းရှိမှာပဲအိတ်တယ်ဒါတော့တေချာသွားပြီပေါ့နော်ခေါင်းမှာစောင်းလိုက်ပြီမရတော့အရင်တက်ချင်နေပြီဒါတော့ဟိုတယ်ကလိုက်ပို့တယ်တောင်တက်ကမဲ့အချိန်နားတီကိုလိုက်ပို့ရပေါ့နော်မိုးကမရွာဘူးဆိုပေမဲ့ဖွယ်လေးကြတဲ့အတွက်မိုးကတော့ဒီခေါင်းလုံးနဲ့ခမောက်ပေါ့နော်အဓိကတော့ဗီယက်နမ်ခမောက်ကိုခေါ်တာပေါ့အဲ့ဒါကတော့အကောင်းဆုံးပဲတကယ်မိုးရွာလို့ရှိရင်တောင်မှာဒီမိုးကကြီးကလေးအဆင်မပြေဘူးပြန်ချုပ်ကြတယ်တောင်တက်နေရင်းနဲ့အဲ့လိုအရန်ပို့လာတော့ပေါ့နော်ပြီးတော့ချွေးပေါင်းထားသလိုမျိုးဖြစ်တော့လေအကုန်လုံးပြန်ချုပ်ပြီးတော့ခမောက်ပဲဆောင်းလာတာအဆင်ပြေတယ်ဒါကတော့မိုးအရန်ရွာလို့ရှိရင်တော့အေးပတ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီမျိုးမိုးပပလေးကြတာလောက်ကတော့အဆင်ပြေတယ်ပေါ့နော်ခဏကရေဆိုလဲသူကမိုးအမြဲတမ်းတော့မရွာဘူးတောင်ပေါ်မှာလေရွာလိုက်တိတ်လိုက်ဆိုတော့တော်တော်လေးတိုက်ရင်းနဲ့ပြန်ခြောက်သွားလိမ့်မယ်ဒါတော့မွေးနေလဲဖြစ်တယ်အဲ့ဒီနေ့ကမွေးနေလဲဖြစ်နေတော့တောင်လမ်းတစ်လျှောက်လုံးမှာရှိတယ်ခွေးတွေအကုန်လုံးအစာကျွေးသွားရပေါ့နော်ဒါကျမတို့မနေ့ကကြိုက်ထိုးကနေလဲသွားဝယ်ထားတယ်ပြီးတော့ဒီလမ်းမှာရှိတဲ့ဆိုင်တွေပေါ့နော်အဲ့ဆိုင်တွေအကုန်လုံးကလည်းတော်တော်များများအကုန်လုံးကြီးပါပဲအားလုံးကလည်းအားပေးသွားရပေါ့နော်မုတ်ကလေးတွေပေါ်ထိတော့မုတ်တွေအများအကုန်လုံးဝယ်ပြီးမတည်တော့ဘူးလမ်းမှာလည်းဆိုင်တွေရှိသေးတော့လေကျမတို့တောင်တက်နေနဲ့အရန်ပူလာပြီးတော့မိုးကာတွေကအရန်ချွေးလုံးသလိုမျိုးဖြစ်လာတော့ပြန်ချွတ်နေရတာပေါ့နော်အဲကြောင့်မိုးကာတွေလိုအပ်မှဝစ်ကြပါဝယ်ပြီးချင်းလာရဲဆိုပြီးတော့ကောက်မစွတ်လိုက်ပါနဲ့လို့ဆိုပြန်အကုန်လုံးပြန်ချွတ်နေရပြီခုတော့ဒါတော့ကျမတို့မိုးကာတွေချုပ်ပြီးတဲ့အခြေအနေပေါ့နော်လမ်းမှာတွေ့တဲ့ခွေးလေးတွေကိုအစာထပ်ပြီးတော့ကျွေးသွားမယ်ပေါ့နော်ဒါတော့ကျမတို့ရှောက်လာနေရင်းနဲ့ရွှေမြောင်လေးစကန်3ဖာလုံးရောက်ပြီပေါ့နော်နောက်ထပ်9မိုင်နဲ့1ဖာလုံးရှောက်ဖို့ကြံပါသေးတယ်ဒါတော့ရွှေမြောင်လေးစကန်မှတွေ့ရတယ်ရေတခွန်အသေးစားလေးပေါ့နော်ရေကတော့ကြည်တောက်စိမ့်နေရပဲ
3 နာရီကျော်လောက်အထိလမ်းလျှောက်လာပြီးတဲ့အချိန်မှာတော့လူတွေကနည်းနည်းပြိုင်းနေပြီပေါ့နော်ပြိုင်းနေဆိုတာကလည်းဒီမိုးလေးကပွဲလေးရွာပေမဲ့ချွေးရတော့ထွက်တာပေါ့နော်ဒါကြောင့်မလို့အစားတောက်ကောင်းကောင်းလေးစားကျင်တယ်ဆိုတဲ့စိတ်လေးဝင်လာတယ်အဲ့ဒီအချိန်မှာပဲကျမတို့တောင်းတက်တာအမြဲစားနေကြဖြစ်တဲ့ဆိုင်လေးကိုရောက်ရှိလို့လာပါတယ်ဘိုက်စာနေတဲ့အချိန်မှာတော့ဘာစားအကုန်လုံးစားလို့ကောင်းတယ်ပေါ့နော်ပြီးတော့ဆိုင်ရနေပြီးတော့ထိုင်စားရတာဒီလို view ကိုကြည့်ပြီးတော့စားရတဲ့အတွက်ကြောင့်တိတ်ပြီးတော့ပင်မနဲ့လို့မခံစားရတော့ဘူးပေါ့နော်ဆိုင်ရှင်ဦးလေးကလည်းသဘောကောင်းတော့ဒီနှစ်ထဲမှာပဲသူတို့ဆိုင်ထက်ချဲဖို့တော့ရှိတယ်လို့ပြောပါတယ်ကျမတို့ဘက်ကစားတော့ပြတဲ့အချိန်မှာတောင်းပါဦးဆက်လက်တက်လိုက်ပါဦးမယ်ရှင်ကျမတို့တောင်းတက်နေနဲ့ view point နေရာလေးရောက်တော့တစ်ဖြက်ပေါ့နော်ခဏနားပြီးတော့လေဘောပါရှူလိုက်အောင်မယ်တော်လှတာပါနောက်ထပ် view point တနေရာကိုထပ်ရောက်တော့လဲထပ်ပြီးတော့မောဖြေနေပေါ့နော်ခဏနားလိုက်ပါတယ်ဒီမှာကောင်လေးကနန်းကျင်လားပေးနှမ်းလိုက်ပါတယ် view ကတော်တော်ကိုမလာတာလုံးဝအကြီးကားတွေကိုရောက်သွားတယ်လို့ပဲဖြာတူလေးကလည်းလုံးဝအမျိုးရဲ့အဖြစ်နဲ့ကျမတို့ရွာတဲ့တနေရာကိုရောက်လာပြီးတော့နော်အခုလေးထပ်တွေးလို့ထပ်ပြီးမုတ်တွေဝင်တွေးပါတယ်တလန်းလုံးအောက်တွေကတော့မနေဘူးရွာတဲ့တွေမှာဆိုပုံများတယ်မကြည့်တွေ့လားဟုတ်ဆိုလိုက်ကြည့်ဒါစဉ်းစားဒီနားလေးကတော့ခြေလင်းတောင်တက်လမ်းဆောင်ပေါ့နော်ဒီနားလေးရောက်လို့ရှိရင်ဒီမှာကားလမ်းလေးလည်းရှိမယ်ဒါတော့ရောက်ဖို့အတွက်နီးနေပြီပေါ့နော်တောင်ပေါ်တောင်ပေါ်ရောက်ခါနေလေမြူတွေကဆိုင်းနေပဲဖြစ်ပါတယ်ဒါတော့ကြိုက်ထီရိုးတို့ဆိုတဲ့လမ်းလေးကနေတက်ကမှာပေါ့နော်ဒါတော့လုံးဝမြူတွေအပိတ်ဖြစ်သွားပါပြီအရှိကိုတိတ်ပြီးတော့တက်ကွက်မမြင်ရတော့ပါဘူးလမ်းမှာတလန်းလုံးမိုးရီရွာမြူရီဆိုင်းနေဗီဒီယိုရိုက်ဖို့ကတော့အဆင်ပြေတော့ဘူးနော်ဒီလိုနဲ့စိတ်ထိုးတောင်ကြီးကိုရောက်လာပြီးတော့စိတ်ထိုးတောင်ကြီးမှာရှိကားဂိတ်ကိုရောက်လာပြီနော်အဲ့ဒီအချိန်မှာဟဲ့လူတွေမရှိပါလားပေါ့ဒီကနေ့မဟုတ်ဘူးမြူရီပိတ်နေတော့လေလူတွေကိုလည်းတိတ်မမြင်အောင်ဒါကတော့ကျမတို့တက်မဲ့ဟိုတယ်ပဲဖြစ်ပါတယ်ကျမတို့ကတော့စိတ်ထိုးလာတိုင်းဒီဟိုတယ်မှာပဲတက်ဖြစ်ပါတယ်စိတ်ထိုးကိုချိန်နေတက်တဲ့ vlog လေးကိုဒီညမှာပဲအဆုံးသတ်လိုက်ပါမယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်